အားလုံးမင်္ဂလာပါဒီနေ့ကတော့ရှက်ဟင်းချူလေးချက်စားတာဖြစ်ပါတယ်ဒီမှာဗီဒီယိုလေးရိုက်ဖို့မိပါဒီမှာဒီတဲကိုထည့်ထားတာကစပလင်ပင်လေးရဲ့ဂျင်းလေးရဲ့စားလေးနဲ့ချမှုလေးနဲ့ငရုတ်ကောက်မုတ်လေးထည့်ထားပါတယ်ရေစုလာလို့ရှိရင်ရှက်လေးထည့်ချပါမယ်ကြက်သွဖြူလေးနည်းနည်းထည့်ပါမယ်ကြက်သွဖြူလေးနည်းနည်းထည့်ပါတယ်ခဏလေးအုပ်ထားပါမယ်ရေနွေးလေးစုလာတဲ့အခါမှာရှက်လေးထည့်ချမယ်ကဲရေလေးစုလာပြီဆိုရင်ရှက်လေးထည့်ချအောင်ကဲအရန်စားလို့ကောင်းပြီတော့အရသာရှိတဲ့ရှက်ဟင်းကြိုလေးတစ်ခွက်ရပါပြီကဲဒီမှာအရန်စားလို့ကောင်းတဲ့ရှက်ဟင်းကြိုလေးတစ်ခွက်တော့ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်